ဒီနေ့တော့အရန်ပင်ပန်းတာပဲကွာတောက်ပြီးရင်အားလုံးမေးသွားမှာပါ တန်ချိုင်းကုန်းပဲဖြတ်ပြန်အောင်တရေတွေ့ရင်တော့မင်းပဲကဲနော် တန်ချင်းကုန်းဖြတ်တဲ့လမ်းကဒီဘက်မှာပဲမကြောက်နဲ့ငါရှိပါတယ်ကွာဒီနေရာကကြောက်စရာကြီးကွာမတော်ပါနဲ့တော့ရှိမိတယ်အဲ့ဒါဘာကြီးလဲကဲကြပါဦးပြုတ်အမလေးပြုတ်ကလောပုတ်တော့နောက်ကျတဲ့ခြေထောက်သစ်စာဖောက်ပဲငါမစောင့်နိုင်တော့ဘူးငါ့ကိုမထားခဲ့နဲ့မြန်ထဆန်ဟုတ်အကိုတို့မတို့ follow like subscribe လုပ်ပေးဖို့မမေ့ကြနဲ့တော့ဗျာနောက်တစ်ခါတင်ချိုင်းလန်းကမသွားတော့ဘူး